SQL introduction ဒီနေ့ကတော့ဒီ SQL နဲ့ပတ်သက်ပြီး introduction လေးရှင်းပြပေးသွားမှာပါ SQL ဆိုတာဘာလဲဆိုတဲ့ဟာလေးကိုကျွန်တော်အရင်ဆုံးရှင်းပြပေးချင်ပါတယ် SQL ဆိုတာကတော့သူရဲ့ရှင်းတော့ကတော့ structured query language လို့ခေါ်ပါတယ်အောက်မှာရေးထားပါတယ်နော် SQL is a standardized programming language primarily used for managing and manipulating data in relational database တဲ့ SQL က programming language တစ်ခုပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် data တွေကို manipulate လုပ်ဖို့ manage လုပ်ဖို့ဘယ်မှာရှိတဲ့ data တွေလဲဆိုလို့ရှိရင် relational database လို့ခေါ်တဲ့ relational database ထဲမှာရှိတဲ့ data တွေကို manage လုပ်ဖို့သုံးတဲ့ programming language ကို SQL လို့ခေါ်ပါတယ်အဲ့တော့ဥပမာကျွန်တော်လွယ်ကူလေးအရှင်းဆုံးတွေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ database တစ်ခုကိုဘယ် information ကိုကျွန်တော်လိုချင်တယ်ဘာတွေပြင်ချင်တယ်ဆိုတဲ့ဟာကိုပြောဖို့အတွက်သုံးတဲ့ဘာသာစကားတစ်ခုအနေနဲ့မြင်ကြည့်လို့ရတယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်အောက်မှာပုံလေးပြထားတယ်ဥပမာလူကနေ database ကိုဥပမာလည်းကျွန်တော်တို့ကထားပါတော့ give me the phone number of a man mama which is written in a book customer ဆိုတဲ့စာအုပ်ထဲမှာရေးထားတယ်မောင်မောင်ဆိုတဲ့ယောက်ျားတစ်ယောက်ရဲ့ဖုန်းနံပါတ်ငါ့ကိုပေးပါပေါ့ဒါကကျွန်တော်တို့လူပြောရမယ်ဆိုတော့လေလူသားတစ်ယောက်ပြောရဲဆိုလို့ရှိရင်customer ဆိုတဲ့စာအုပ်ထဲမှာရေးထားတယ်မောင်မောင်ဆိုတဲ့ဖုန်းနံပါတ်ကိုငါ့ကိုပေးပါအဲ့ဒါကိုကျွန်တော်တို့က SQL အနေနဲ့ပြောမယ်ဆိုရင်တော့ဒီလိုရေးပါတယ် select phone number ကိုယူမယ်ပြရတယ် from customer ဆိုတော့ customer တည်တယ်ခုန customer စာအုပ်ပဲထားပါတော့နော် customer ဆိုတဲ့စာအုပ်ထဲကနေ where name equal to မောင်မောင် and gender equal to me နာမည်ကတော့မောင်မောင်ဖြစ်ပြီးတော့ gender က me ဖြစ်မယ်ဆိုတာကယောက်ျားဖြစ်ရမယ်နာမည်ကမောင်မောင်ဖြစ်ရတယ်ဆိုရင်အဲ့ဆိုလို့ရှိရင်ငါ့ကိုcustomer ဆိုတဲ့စာအုပ်ထဲက phone number ပေးပါဆိုပြီးမှဒါကတော့ကျွန်တော်တို့တင်ရတဲ့ SQL language ရဲ့ statement ပေါ့နော်ဒါကိုကျွန်တော်တို့ statement လို့ခေါ်တယ်ပေါ့ဒီလို select ကနေဒီလိုပုံလေးရတာကိုကျွန်တော်တို့ statement လို့ခေါ်ပါတယ်အခုကကျွန်တော်တို့အခုလိုမျိုး database ရဲ့ data တွေပြန်ဆွဲထုတ်ကြည့်တာကိုကျွန်တော်တို့က data query ဒါမှမဟုတ် retrieving data လို့လည်းခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုလုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့လိုပို့လိုက်ပြီဆိုတော့ database ကကျွန်တော်တို့ပြန်ပြီးတော့ဒီမှာမောင်မောင်ရဲ့ phone number က1 2 3ပါဆိုပြီးမှကျွန်တော်တို့ပြန်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကြာပုံမှာကျွန်တော်ကမောင်မောင်ရဲ့ phone number ကို1 2 3ကနေတစ်ခုက4 5 6ကိုထည့်လိုက်ပါပေါ့ဒါလူပြောမှာပေါ့နော်လူဆိုရင် check the number of my main call မောင်မောင်2 4 5 6ပေါ့အဲ့တော့မောင်မောင်ရဲ့ phone number ကို4 5 6ကိုထည့်လိုက်ပါပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ SQL မှာဆိုလို့ရှိရင်တော့ဒီလိုရေးပါတယ် auto debit customer set phone number ကို set လုပ်လိုက်မယ်ဘာလို့556ဆိုပြီး phone number ကိုသတ်မှတ်လိုက်မယ်အဲ့မှာနာမည်ကမောင်မောင်ပြရမယ်ပြီးရင် gender က male ပြရမယ်နော်အဲ့ဒါဆိုရင်တော့ယောက်ျားလေးဖြစ်ပြီးတော့နာမည်ကမောင်မောင်ဖြစ်တယ်ဆိုလို့ရှိရင်သူ့ phone number ကို456လို့ပြောင်းလိုက်ပါလို့ပြောတာအဲ့တော့အဲ့မှာ456လို့ပြောင်းလိုက်ပါဆိုတဲ့နေရာမှာကျွန်တော်1 2 3ကိုပြန်ထည့်ပေးစရာမလိုပါဘူးဘာလို့လဲဆိုတော့အရှိမရှိတဲ့နံပါတ်ကသူ့နံပါတ်ကဘာနံပါတ်ပဲဖြစ်ကျွန်တော်စိတ်ဝင်စားပါဘူးကျွန်တော်အသစ်ပြောင်းတဲ့နံပါတ်ကိုပဲစိတ်ဝင်စားဖြစ်တဲ့အတွက်အသစ်ပြောင်းတဲ့နံပါတ်ကိုထည့်ပေးလိုက်လို့ရှိရင်သူ့ phone number က556ဖြစ်သွားပါပြီအဲ့တော့ကျွန်တော်တို့ OB အဲ့တော့ကျွန်တော်ဒါလေးလုပ်တယ်အဲ့တော့ကျွန်တော်ဒီမှာက managing and manipulating data in a relational database လို့ပြောပါတယ်အဲ့တော့ managing and manipulating data ဆိုတာဘာလဲဘာကိုပြောချင်တာလဲတိတိကျကျဘာကိုပြောချင်တာလဲဆိုတာကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ် managing and manipulating data ဆိုတာအလွယ်ဆုံးပြောမယ်ဆိုရင်ကျွန်တော် data တွေထည့်မယ် adding data နောက်တစ်ခုက data တွေကိုပြန်ရှာမယ် retrieving data နောက်တစ်ခုက modifying data ဆိုတာ data တွေကိုပြင်မယ်ဒါမှမဟုတ် deleting data မလိုတဲ့ data တွေကိုဖျက်မယ်နော်ဒါတွေအကုန်လုံးကို manipulating လုပ်တယ်လို့ခေါ်တာပါဆိုတော့ကျွန်တော်ကတော့ manage လုပ်တယ် manipulate လုပ်တယ်ဆိုတာကတော့ကိုလိုအပ်တယ်လို့သုံးချတာပြောတာပေါ့နော်အဲ့တော့ကျွန်တော်လုပ်ရတာကတော့ဒီလိုလေးခုပဲရှိပါတယ် data တွေထည့်မယ် data တွေပြန်ရှာမယ် data တွေကိုပြင်မယ်မလိုတဲ့ data တွေကိုဖျက်မယ်အဲ့လိုလေးခုပဲရှိပါတယ်အဲ့တော့ဒီလေးခုကိုဘာလို့ခေါ်တယ်လဲဆိုတော့ CRUD operation လို့လည်းခေါ်ပါတယ် CRUD operation ကိုခေါ်တာအသုံးရပါတယ်ဒီ terms လေးကိုမှတ်ထားပေးရှင်းတယ်ပေါ့နော်ဒါကအရင်ကြီးလားဆိုတော့အရင်မကြည့်ဘူးတည်ထားလို့ရှိရင်တော့ပုံမှန်ကောင်းတယ်ပေါ့နော် C ကဘာကိုပြောရလဲဆိုတော့ create ကိုပြောတာပါ create ဆိုတာအပေါ်ဆုံးကကျွန်တော်တို့ adding data ထည့်ရတယ်အတူတူပါပဲနောက်တစ်ခုကကျွန်တော် read ကိုပြောတာပါ retrieving data ဆို data တွေပြန်ရှာတာ data ကိုဖတ်တာပေါ့နော်အဲ့ဒါနဲ့အတူတူပါပဲ update ဆိုတာကတော့ modifying data တွေတင်တာနဲ့အတူတူပါပဲ deleting data ကတော့ data တွေကိုဖျက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့က adding data ပဲပြော creating data ပဲပြော retrieving data ပဲပြော reading data ပဲပြော modifying data လို့ပဲပြော updating data လို့ပဲပြော deleting data ဆိုလို့ပဲပြောပေါ့နော်ဒါအကုန်လုံးကခေါ်ပေါ်လေးတွေကတော့ကွဲသွားပြီမယ်ဒီကတော့ဒါပါပဲနော် data တွေကိုထည့်မယ် data တွေကိုပြန်ရှာမယ်ပြန်ဖတ်မယ်အဲ့မို့ data တွေကိုပြင်မယ်မလိုတဲ့ data တွေကိုဖျက်မယ်ဥပမာအပြင်ကျွန်တော်ရှင်းရှင်းလေးပြောရမယ်ဆိုရင်ဗျာဥပမာကျွန်တော်တို့စာအုပ်မှာကျွန်တော်စင်းစာအုပ်တစ်ခုရှိတယ်ပေါ့ဗျာဥပမာကျွန်တော်ကအရင်ထက်ကလည်းပြောမယ်ဆိုရင်စာအုပ်50လေးရှိတယ်ပေါ့စာအုပ်50မှာဆိုလို့ရှိရင်
ဘသူကဘယ်စာအုပ်ကိုဘယ်နေ့ကငားသွားတယ်စာအုပ်ငားခါဘယ်လောက်ဆိုမှကျွန်တော်ရေးလိုက်တယ်အဲ့လိုရေးလိုက်တာက editing data ဒါမှမဟုတ် creating data ပေါ့နော်ဒီလား data create လုပ်လိုက်တာပေါ့နောက်ခါကျတော့အဲ့စာအုပ်ငားသွားတဲ့လူကပြန်လာရှာတယ်ပြန်လာအပ်တယ်ပြန်လာအပ်တော့သူငားသွားတဲ့စာဘာမှလဲဆိုရှာကြည့်တယ်အဲ့ဒါက retrieving data ဘယ်တိုင်းမှာလဲအဲ့မှာကျွန်တော်စာအုပ်ငားသွားတဲ့အခါမှာကျွန်တော် number လေးရေးပေးလိုက်တယ်လေဘယ်နေ့ဘယ်နေ့ date ဆို number ဒီအစင်တော့ senior အစင်ကိုရေးပေးလိုက်တယ်အဲ့တော့ senior အစင်ကိုပြန်ရှာပြီးတော့မှ senior စာအုပ်ပေါ်မှာရေးထားတဲ့ senior အစင်ကိုကြည့်တယ်ကြည့်ပြီးတော့လို့ရှိရင်ကျွန်တော်ရေးထားတဲ့စာအုပ်ငားတဲ့အမတန်အစင်မပြန်ကြည့်ပြီးတော့ဒီမှာဒီ data နဲ့ပြန်ရှာလိုက်တယ်အဲ့ပြန်ရှာတာကို retrieve data တော့မဟုတ် read data လို့ခေါ်မယ်နောက်တစ်ခုကသူကစာအုပ်က3အုပ်ငားသွားတာ3အုပ်ငားတဲ့ထဲကပါသူက2အုပ်ပဲလာအပ်တာတအုပ်ကျန်သေးတယ်ဆိုလို့ရှိရင်ကျွန်တော်2အုပ်ကိုတော့သူငားသွားတာ3အုပ်ကနေ3အုပ်ကိုဖြတ်ပြီးတော့တအုပ်ကျန်ပေါ့နော်တည်ဆိုပြင်ရေးလိုက်မယ်အဲ့တော့ modify data ဒါမှမဟုတ်သူအကောင်လုံးစာအုပ်3အုပ်လုံးပြန်လာအပ်သွားပြီဆိုလို့ရှိရင်တော့သူရဲ့ record တွေမလို့တော့အဲ့ဆိုရင်ဒီ record တွေအကုန်လုံးဖြတ်လိုက်တော့မယ် deleting data ဒီဟာတွေအကုန်လုံးချစ်လိုက်တော့နော်စာအုပ်ပေါ်မှာတော့ကျွန်တော်ချစ်လိုက်တာပေါ့ကျွန်တော် comment နဲ့ရေးထားရဆိုတော့ကျွန်တော်ချစ်လိုက်အောင်ခဲပြန်နဲ့ရေးထားဆိုတော့ခဲပြန်နဲ့ဖြတ်လိုက်တာပေါ့ဒီက deleting data ပါအဲ့တော့အရှင်းရှင်းလေးပါပဲဒီကထားရပါပဲအဲ့ဒါကို CIUD operation လို့ခေါ်ပါတယ်အဲ့တော့ managing and manipulating data လို့ဆိုတာက CIUD operation ကိုပဲပြောတာပါနောက်တစ်ခုကကျွန်တော်တို့ database မျိုးစားရပါ database မှာ relation နဲ့ database management system နဲ့လို့ခေါ်တယ်ဒါမှမဟုတ် SQL relational database management system RDBMS ဒါမှမဟုတ် SQL database လို့ခေါ်တဲ့ database မျိုးရှိတယ်လို့ NoSQL database ဆိုတာလည်းရှိပါတယ်relational database management system တွေကဘာလဲဆိုတော့ကျွန်တော်တို့ MySQL, PostgreSQL, Oracle database, Microsoft SQL စပါတယ်ပါ relational database management system ကြောင့်ကျွန်တော်နောက်ပိုင်းမှာကျွန်တော်သိချာရှင်းပြပါအောင်မယ်အခုတော့ဒီလိုပဲကြည့်ထားပါတော့အဲ့တော့ကျွန်တော်တို့ကဒီ SQL language တောင်ကို MySQL database ကိုသုံးပြီးတော့မှဒီ course မှာသင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ MySQL database ကိုသုံးပြီးတော့မှဒီ database တွေနဲ့ communicate လုပ်ရတဲ့ language ဘာသာစကားကို MySQL database ကိုဘာသာစကားဖြစ်တဲ့ SQL ကို MySQL database ကိုသုံးပြီးသင်ပါပေးမှာဖြစ်ပါတယ်နောက်တစ်ခုက NoSQL database ပါ NoSQL database ကတော့ document oriented ဆိုတဲ့ဟာရှိမယ်အဲ့ဒါက MongoDB, eValue Store, Redis, Amazon MongoDB, column family story ပါအဲ့ဒါကဘာလဲဆိုတော့ NoSQL database တွေကသူတို့က SQL မလိုပါဘူးကျွန်တော်ဒီနေ့သင်မဲ့ SQL ကို NoSQL database တွေသုံးတဲ့အခါမှာမလိုပါဘူးသူတို့မှာ language တစ်ခုရှိပါတယ်သူက NoSQL database တွေမှာသူက table format တွေမရှိပါဘူး NoSQL database အကြောင်းကိုကျွန်တော်ရှင်းပြရင်relational database management system ဖြစ်တဲ့ SQL database အကြောင်းကိုကျွန်တော်ရှင်းပြပေးချင်ပါတယ်ပြီးတော့မှကျွန်တော် NoSQL database ကဒီ RDBMS လို့ခေါ်တဲ့ relational database management system နဲ့ဘာကွာလဲဆိုတာကိုအခါမှာပိုသိသွားမှာပေါ့နော်အခုပြောလို့ရှိရင်ရှုပ်သွားမှာဆိုလို့အဲ့တော့ကျွန်တော် relational database management system RDBMS ဆိုတာပါလဲ RDBMS ကို SQL database လို့လည်းခေါ်ပါတယ် RDBMS ဆိုတာကတော့ a system that stores data in tables that allow you to organize, access and relate that data using SQL RDBMS ဆိုတာကတော့data တွေကို table format နဲ့တင်ထားရပါတော့ table format ဆိုတာကျွန်တော် Microsoft Excel format ပေါ့နော် Microsoft Excel မှာဆိုလို့ရှိရင်လည်း column ရှိမယ် row ရှိမယ် column တွေ rows တွေနဲ့အဲ့လို table တွေနဲ့ data တွေကိုတင်ထားပြီးတော့မှအဲ့ data တွေကိုစနစ်တကျ organize ပြီးဆိုတော့စနစ်တကျသုံးတယ်စနစ်တကျထားတယ်စနစ်တကျသိမ်းတယ်ပြီးတော့အဲ့ data တွေကိုပြန်ပြီးတော့ access လုပ်တယ် delete လုပ်တယ်ခုနကပြော CIUD operation ပေါ့နော်အဲ့ဒါကိုလုပ်တယ်အဲ့ဒါတွေကို using SQLဘာသာစကား SQL language ကိုသုံးပြီးတော့မှကျွန်တော်တို့အဲ့လို CIUD operation လုပ်လို့ရတဲ့ system တစ်ခုပါဆိုတော့ကျွန်တော်တို့က database ကိုပါပဲ database system ကိုပါပဲ data တွေကိုသူက relational database management system ဆိုလို့ရှိရင်သူက data တွေကို table နဲ့တင်ပါတယ်ပြီးရင် SQL နဲ့ကျွန်တော်ပြန်သုံးပါတယ် relation ဆိုတာရှိတယ်ပေါ့နော်RDBMS မှာကျွန်တော်တို့အပိုင်းလေးခွဲလိုက်ပြီးဆိုရင်3မျိုးရှိနေပေါ့နော် table relationship SQL ဘာလို့ RDBMS လို့ခေါ်လဲဆိုတော့သူက relational လို့ရေးထားတာပေါ့နော် relationship ရှိလို့သူက relational ပေါ့နော် table တစ်ခုနဲ့တစ်ခုနဲ့ကြားမှာ relationship ရှိလို့သူက relational database လို့ခေါ်တာပါအဲ့ဒါအကြောင်းကိုလည်းဘယ်လို relation လဲဆိုတာအကြောင်း relationship ရှိတယ်ဆိုတာဘာပြောရလဲဆိုတာကိုကျွန်တော် process ပြပြသွားပါမယ်အဲ့တော့ RDBMS မှာ table relationship SQL ဆိုရှိပါတယ်အဲ့တော့ table ဆိုတာကတော့ဥပမာကျွန်တော် Excel spreadsheet လို့မျိုး rows တွေ column တွေနဲ့ရှိတဲ့ဟာကိုပြောတာပါ structure data ဥပမာဆိုလို့ရှိရင်ဒီလိုပေါ့နော်ဥပမာဆိုရင်ကျွန်တော်ဒီမှာ table တစ်ခုရှိတယ် customer table လို့ပဲအပေါ်ဟာကို customer table လို့ထားပါတော့အောက်ကဟာကို product table လို့ပဲထားပါတော့ပေါ့နော် customer table မှာဆိုရင် customer နဲ့ပတ်သက်တဲ့ information တွေအကုန်လုံးကျွန်တော်မှတ်ထားတယ်ဥပမာ customer ID customer name email address phone number birthday ပေါ့နော်အဲဒီက customer နဲ့ပတ်သက်တဲ့ information တွေပါဒီ table မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ customer ID ဆိုပြီးမှထည့်ထားပေးပါတယ်ဒီ customer ID ဆိုတာက
ကျွန်တော်လုံးဝ unique ဖြစ်တဲ့ key ပေါ့နော် unique ဖြစ်တဲ့ဆိုတာကဥပမာတော့တယောက်နဲ့တယောက်လုံးဝမတူတဲ့ဟာပေါ့ဥပမာ customer name နေတာတူနေတယ်လေနော်ဥပမာ customer name ကမမနောက်တယောက်လည်းရှိနေတယ်အောင်ကလည်းနောက်တယောက်ရှိနေတာပဲအဲ့တော့ဒါတွေကလုံးဝ unique ဖြစ်တယ်key အနေနဲ့unique မဖြစ်ဘူးပေါ့နော် customer name တွေက unique မဖြစ်ဘူး email address တွေ phone number တွေကိုထည့်လို့ရပါမယ်အဲ့ဒါတွေကနောက်ပိုင်းမှာ customer information ချိန်သွားလို့ရှိရင် customer ကဒီ email address ကိုသူကအခုတော့အောင် attribute သုံးတယ်နောက်ခါကျရင်အောင် attribute လို့မသုံးချင်တော့ဘူးတခြားပြောင်းသုံးမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့က information ကိုချိန်ပြရမှာအခါကျလို့ရှိရင် key ကunique မဖြစ်နိုင်တော့ဘူးပေါ့နော်ခဏဒီ unique ဖြစ်တဲ့ key ကိုခဏချိန်ဖို့အဆင်မပြေဘူးပေါ့အဲ့တော့ကျွန်တော်ကကြာရမှာ customer ID ဆိုတဲ့ column တစ်ခုထည့်လိုက်ပါတယ် customer ID ဆိုတာလောက unique ဥပမာကျွန်တော်တို့လူတွေပြောမယ်ဆိုရင်ကျွန်တော်တို့ဆိုရင်မှတ်ပုံတင်ပေါ့ဗျာမှတ်ပုံတင်နဲ့ပတ်ဆိုရင်ကျွန်တော်တို့တော့ပြန်လဲပြောင်းလို့မရဘူးပြီးလို့ရှိရင်တစ်သက်လုံးဒါပဲပေါ့နော်ဒီ number ပဲပေါ့ဒီလူနာမည်ကတူနိုင်တယ်မှတ်ပုံနံပါတ်ကတော့မတူနိုင်ဘူးပေါ့နော်အဲ့တော့ product ID မှာဆိုလဲအဲ့လိုပဲ product table မှာဆိုလို့ရှိရင် product ID product name product category stock unit price တွေမှာကျွန်တော်တို့ထည့်ထားပေးပါတယ်ဒါက product နဲ့ပတ်သက်တဲ့ information ပေါ့နော်အဲ့တော့ဒါတွေကပါလဲဆိုတော့ table တွေပါဒါပထမတစ်ခုဆိုရင် customer table ဒုတိယတစ်ခုဆိုရင် product table ပေါ့နော်နောက်တစ်ခုက relationship ဆိုတာကတော့ contact data cross table ဆိုတာ table တစ်ခုနဲ့တစ်ခုနဲ့ခြားဖို့ဖြတ်ပြီးတော့မှ data တွေကိုချိန်ထားတာပေါ့နော်ဥပမာအားဖြင့်ဆိုဒီလိုပေါ့ဥပမာကျွန်တော် order ID order table ပေါ့ဥပမာ customer တွေကကျွန်တော်တို့station ပေါ့စာအုပ်ဆိုင်မှာထားပါတော့နော် stationery ရောင်းတဲ့ဆိုင်ပေါ့နော်ကျွန်တော်ဒီစာရေးကိရိယာရောင်းတဲ့ဆိုင်ပေါ့အဲ့ဆိုင်မှာ customer တွေကလာပြီးတော့ order မှာတယ်အဲ့တော့အဲဆုံး order ID order ID ဆိုတော့ပထမဆုံးတယောက်မှာလို့ရှိရင် order ID 1ဒုတိယတယောက်မှာလို့ရှိရင် order ID 2တတိယတယောက်မှာလို့ရှိရင် order ID 3ပေါ့နော်အဲ့တော့နောက်တစ်ခုက customer ID ဆိုတာအခုကျွန်တော် order ID မှာကြည့်မယ်ဆိုရင် customer ID က100လို့ရေးထားတယ်အပေါ်ဆုံးကြောင်းကအဲ့ဒါကဘယ်ဟာကိုပေါင်းပြီးတော့ reference လုပ်ထားရလဲဆိုရင်ကျွန်တော်တို့ customer အပေါ်က customer table ထဲက customer ID 100ကို reference လုပ်ထားတာအဲ့တော့ဆိုလိုချင်တဲ့သဘောကဒီ order ID 1ကိုတင်လိုက်တာဒီ customer ID အားတင်လိုက်တာ customer ID အားဘူးလဲဆိုလို့ရှိရင်အောင်သူရဲ့ email address ကဒါသူရဲ့ phone number ကဒါသူရဲ့ product ကဒါပေါ့နော်အဲ့လိုသဘောပေါ့အဲ့ဒီအောင်ဆိုတဲ့တယောက်ကတင်လိုက်တာပါသူက product ID တော့ဘာကိုဝယ်ရလဲဘယ်ဟာကိုမှာလိုက်တာလဲဆိုတော့ S001 ဆိုတော့ဒီမှာဆိုရင်စာအုပ်ပေါ့နော်သူကိုစာအုပ်မှာလိုက်တာပါ3အုပ်ပါတယ်ဒါက90ကျတယ်ပေါ့နော်အဲ့တော့ဒီအဲ့တော့ကျွန်တော်ဒီလိုချိန်ထားတာပေါ့နော်ဒီတစ်ခုမှာဆိုလို့ရှိရင်လည်း customer ID 1ဆိုတော့မောင်မာတာဖြစ်သွားပြီပြီးတော့ S001 ဆိုတော့လည်းစာအုပ်ပဲမှာတာပဲနောက်တစ်ခုက1ဆိုတော့မောင်ပဲမှာတာ S002 ဆိုတော့ခဲတယ်မှာတာပေါ့နော်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့ကဒီဟာတွေကိုဒီ order ID table ထဲမှာထပ်ခါ repetitive မရေးဘဲနဲ့ကျွန်တော်တို့က product ID ဆိုအတူကောက်ရေးလိုက်တာနဲ့ဒါက product ဆိုတဲ့ဟာကို hobby table မှာပြန်သွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့လို relation လို့ခေါ်တာပေါ့ဆိုဒီ table တစ်ခုမှာဆိုလို့ရှိရင် table 3ခုလုံးက relationship ပဲဒီ order table ဒီ customer table နဲ့လည်း relation ရှိသလို product table နဲ့လည်း relation ရှိတယ် relation ဆိုတာဆက်ဆက်မှုချိတ်ဆက်ထားမှုရှိတယ်ပေါ့နော်အဲ့လိုချိတ်ဆက်ထားတာပေါ့ကျွန်တော်တို့ကအဲ့လို relationship မရှိဘူးဆိုရင်ဒီလိုဖြစ်သွားမယ်ပေါ့နော်ဟိုမှာ order ID ကတော့01 customer name ကတော့ email address ကဒါ phone number ကဒါ customer ရဲ့ birthday ကဒါ product name ကဒါ product category ကဒါ product stock ကဒါဆိုတော့မလိုလားအပ်ပဲနဲ့ table ကြီးကဒီချက်တကယ် real world မှာဆိုရင်အဲ့ဒါအများကြီးရှည်သွားနိုင်တယ်ပေါ့နော်အဲ့တော့တကယ်တော့ access လုပ်ရတဲ့အခါမှာပြန်ကြည့်ရတဲ့အခါမှာလည်းမလိုအပ်တဲ့ information တွေပါနေတယ် order table မှာမလိုအပ်တဲ့ information တွေထပ်ပါနေတယ်အဲကြောင့်မို့ကျွန်တော်တို့ကတူရတွေပဲစုပြီးတော့မှကျွန်တော်တို့ table လေးဆောက်လိုက်တယ်ဥပမာ customer ဆိုလို့ရှိရင် customer ရဲ့ information ကို table ဆောက်တယ် product ဆိုလည်း product ရဲ့ information တွေကိုကျွန်တော်တို့ table ဆောက်တယ်အခု order ဆိုလည်း table ဆောက်ပြီးတော့မှတစ်ခုနဲ့တစ်ခုပြန်ချိတ်သုံးတာကြောင့်မလို့သူတို့ကို relationship ရှိတယ်လို့ခေါ်ပါတယ်အဲဒါကြောင့်မလို့ပဲဒီ database ကို relational database management system လို့ခေါ်တာပါနောက်ဆုံးတစ်ခုက SQL ပါ SQL ကတော့ဘာကျွန်တော်ခုနရှေ့ဆုံးမှာပြောခဲ့လို့ပဲသူကတော့ဘာသာစကားပါသူကဒီ tools တွေပေါ့နော် CRUD operation လုပ်လို့ရမယ်ဥပမာ create read update delete လုပ်လို့ရမယ်ဘာသာစကားပါပဲဘာသာစကားကိုကျွန်တော်တို့ကဒီ course မှာသင်ရမှာပါဒီဘာသာစကားသင်ဖို့အတွက်သုံးတဲ့ database ကတော့ MySQL database ပါအဲ့တော့ကျွန်တော်တို့ MySQL ကိုကျွန်တော်အရင်ဆုံး installation လုပ်တဲ့ဟာကျွန်တော်တို့ဒီ MySQL သင်ပါဆိုတော့ MySQL ကို installation ဘယ်လိုလုပ်မလဲဘယ်ကနေ download ဆွဲမလဲဆိုတာကိုနောက် video မှာကျွန်တော်ပြပေးပါမယ်အဲ့တော့နောက် video လေးကိုဆက်ကြည့်ပေးပါဦးခင်ဗျာကျေးဇူးပါ